Hello အားလုံးပဲမင်္ဂလာပါရှင်ဗီတိုးရီယာခင် channel မှာကြိုဆိုပါရစေဒီနေ့ကတော့အန်တီခင်ကအိမ်မှာစက်သားတံပေါက်ချက်စားဖြစ်ပါတယ်ရှင်တံပေါက်ချက်ပုံတွေကတော့မျိုးမျိုးရှိပါတယ်ရှင်ဒီနေ့ကတော့အိမ်မှာချက်တဲ့တံပေါက်ပုံစံမျိုးကိုလုပ်ပြပေးသွားပါမယ်ရှင်ကြက်ချင်းထုမယ်ဆိုရင်လိုက်ချက်စားကြည့်လို့ရပါတယ်ရှင်ရေတေချာဆေးထားတဲ့ကြက်သားတွေကိုစားစနွန်းမုံတရှိဟင်းခတ်မုံဒင်ဂျင်တို့ထည့်ပြီးတော့တေချာလေးနယ်ပြီးတော့နှပ်ပေးထားရပါမယ်ရှင်ဟုတ်ကဲ့ဒါကတော့ကြက်သားဟင်းထဲမှာထည့်ချက်မဲ့ပေါင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်ကြက်သွန်ဖြူနေချင်းကြိတ်ထတာပါဖာလာစိတ်နနန်းပွင့်တကြပိုးခောက်ကရဝီးရွက်စီဒါစိတ်မုံမှာနနန်းစိတ်မုံမှာရှင်နနန်းပွင့်မုံရယ်ဇာပွင့်မုံရယ်တို့ဖြစ်ပါတယ်ရှင်ကြက်သားချက်ဖို့အတွက်ဒဲဟိုရဲကိုစီထည့်ပါမယ်ရှင်စီဆူလာပြီဆိုရင်ကြိတ်ထားတဲ့ကြက်သွန်ဖြူနီချင်းတို့ကိုထည့်ပြီးတော့စီတပ်ပေးလိုက်ပါမယ်ရှင်ကြက်သွန်ဖြူနီချင်းလေးနည်းနည်းနွန်းလာပြီဆိုရင်ကရဝေးရွယ်တကြပိုးခောက်ဖာလာစိနဲ့လင်းချင်းပွင့်တို့ကိုထည့်ပေးလိုက်ပါမယ်ရှင်ကျက်သွန်ဖြူနီစီတက်ထားတာမွေးလာပြီဆိုရင်ခုနပြထားတဲ့ဇာပွင့်နနန်ပွင့်နနန်စိနဲ့ဇီယာမုံတို့ကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်ငရုတ်သီးရောင်တင်မုတ်ရဲ့တရှိဟင်းခမ်းမုတ်ရဲ့စားရဲ့စနုံးမုတ်ရဲ့ထည့်ပေးပါမယ်ရှင်ပြီးရင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ခုနရတာနဲ့ပြီးနှက်ထားတဲ့ကြက်သားတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်ရတာလေးစိတ်ဝင်သွားအောင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ကြက်သားလေးတွေပေါ်ရန်ကြောတင်းလာပြီဆိုရင်ရေနှဲငယ်ထည့်ပြီးတော့ချက်ထားပေးလိုက်ပါမယ်ရှင်သမင်းချက်ဖို့အတွက်ရေတေချာဆေးထားတဲ့ဆန်ကိုကရဝေးရွက်ရဲ့တစ်ကြပိုးခောက်ရဲ့လင်းငင်းပွင့်ရဲ့ဖာလာစီရဲ့ထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ရေငဲ့ပြီးတော့ချက်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ခုဆိုရင်ဓာတ်ပေါက်ချက်ဖို့အတွက်ကြက်သားဟင်းချက်သွားပါပြီရှင်နှက်လေးကလည်းမွေးပြီးတော့အရသာလည်းကွက်တိပါပဲရှင်ကြက်သားဟင်းကိုချထားလို့ရပါပြီရှင်သမီးတို့ကလည်းပွက်လာပါပြီရှင်စံအနေထားလေးကိုကြည့်ပြီးတော့ရေစစ်ပေးလိုက်လို့ရပါပြီရှင်စံကိုတော့အရင်ပြော့အောင်မထားပါဘူးရှင်နည်းမာလေးထားပေးရပါတယ်ရှင်ဓာတ်မောက်ထမင်းထဲမှာထည့်ချက်မဲ့ပေါင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်စရောပဲစိမ့်လုံးစပစ်သီးချောင်းcranberry ချောင်းချစ်သွန်နီကျော်တကြားစားနဲ့ထောပတ်တို့ဖြစ်ပါတယ်ရှင်ဓာတ်ပေါက်ချက်မဲ့ထမင်းပေါင်ထဲမှာခုနကပြောထားတဲ့ပေါင်ပစ္စည်းတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်ကြက်သားနစ်ကိုထည့်ပေးပါမယ်ရှင်ကြက်သားနစ်ထည့်ပြီးပြီဆိုရင်ခုနငှဲ့ထားတဲ့ထမင်းကိုပွားနေထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်ပေါင်ပစ္စည်းကိုအပေါ်ကနေပြန်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်ပေါင်ပစ္စည်းတွေထည့်ပြီးသွားပြီဆိုရင်ခုနချက်ထားတဲ့ကြက်သားဟင်းကိုအပေါ်ကနေထည့်ပေးလိုက်ပါမယ်ရှင်ကြက်သားဟင်းထည့်ပြီးသွားပြီဆိုရင်ထမင်းထပ်ထည့်ပေးပါမယ်ရှင်ပြီးရင်ပေါင်ပစ္စည်းတွေထည့်ပြီးတော့ကြက်သားကိုထပ်ပြီးတော့ပြန်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အဖုံးအုပ်ပြီးတော့မိဖွင့်ပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ခုဆိုရင်ဓာတ်ပေါက်ကျက်သွားပါပြီရှင်ဖုံးလေးဖွင့်ပြီးတော့အထက်အောင်လေးမွေပေးလိုက်ပါမယ်ရှင်
ဓမ္မောက်စားဖို့အစဉ်သင့်ဖြစ်သွားပါပြီရှင်ဓမ္မောက်နဲ့အတူစားဖို့အတွက်အန်တီခင်ကပဇွန်6ကြော်ရဲ့ချင်မောင်ဟင်းကြိုလေးရဲ့အချင်းတုပ်ရဲ့လှုပ်ထားပါတယ်ရှင်မိမိနှစ်သက်ရနဲ့စားသုံးနိုင်ပါတယ်ရှင်အိမ်မှာချက်စားတာဖြစ်တဲ့အတွက်ဝဝလင်းလင်းလဲစားရပါတယ်တန်တန်ရှင်းရှင်းလဲစားရပါတယ်ရှင်အန်တီခင်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့เนาะကြည့်ရှုသူများအားလုံးကိုအန်တီခင်ကကျေးဇူးအများကြီးတင်ပါတယ်ရှင်